အပွင့်လင်းဆုံးဝန်ခံရမယ်ဆိုလို့ရှိရင်ဒီအဆင့်ထိရောက်လာလိမ့်မယ်လို့မျှော်လင့်မထားဘူးပါဘူးဒါသမီးကိုအထင်သေးတာမဟုတ်ပါဘူးဒီမျိုးကိုပြလိုက်လို့သမီးရက်လိုက်မယ်ဆိုလို့ရှိရင်လည်းဘုံဘုံကဘာမှပြဿနာမရှိဘူးဆက်ပြေလို့မှားမှာတော့ဘုံဘုံစိတ်တူတယ်စိတ်ကလေးကိုညင်အောင်ထားတမာတိရှိထားဟုတ်ပြီနော်မေကွန်းစပြီးတော့ပြပါမယ်မြတ်စွာဘုရားရှင်သည်ဝေတာလီပြည်တွင်ရှိသည့်အခါယဟန်တို့တတိရှိလျက်စင်ကျင်လျက်နေရ၏လို့ယဟန်ငယ်တွေကိုကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားကြားချက်သည်မိသည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသနည်းမစင်စားပါအေးစစ်စဉ်းစားပါသိန်း120မေကွန်းဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမဗျာဖြေ၄မျိုး A တာလာဝရီပြည့်တစား B အမ္ဘပါဠိပြည့်တစား C တိတိမာပြည့်တစား D ဝိမလာပြည့်တစားသမီးစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီသမီးအဖြေရွေးပြပါမယ်B အမ္ဘပါဠိပြည်တန်ဆာမပါဗျာB အမ္ဘပါဠိပြည့်တစားဖြေပြောင်းမလားပြောင်းတော့ပါဗျာအဖြေမှတ်ထားပေးပါ B အမ္ဘပါဠိဒီတော့ကျောင်းသားအကယ်၍မားသွားခဲ့လို့ရှိရင်လည်းပြိတ္တများကကျောင်းသားကိုအထင်အမြင်သေးစရာမလိုပါဘူးအပြေမှန်သွားခဲ့ပြီဆိုလို့ရှိရင်လည်းခုနကကုသိုလ်ရှင်16ဦးရဲ့ပထမအထူးစုငွေတွေဟာသမီးသိန်း120နဲ့အတူသင်တန်းဆရာတော်သင်တန်းမူသင်တန်းတောင်ကန်350အပေါ်ဘောနဲ့စုနဲ့အတူမိကုန်းတိုင်းမှာပေးတဲ့ဒိုင်ဆရာတော်များပေးတဲ့ဘောနဲ့စုငွေတွေအားလုံးရမယ်သမီး interview final chance ပေးမယ်အဖြေပြောင်းအောင်မလား final chance မပြောင်းတော့ပါဘူးဗျာမပြောင်းရတဲ့တတိကိုချီကျူးရင်လက်ကိုတီးပြီးတော့ကြဲကြဲလေးအားပေးဘုန်းကြီးကတော့အဖြေမှန်ပြီလို့ထင်တယ်လို့မထင်တယ်လို့အခုသမီးငယ်လေးဖြေဆိုလိုက်တဲ့ final မေးခွန်းဟာကျွန်တော်ဒီကနေ့ချင်းပနေတဲ့ဒွါတသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုတ္တဆုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲရဲ့ပန်းတိုင်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်သမီးလေးရဲ့စုချင်းငွေချက်သိန်း120တန်မေးခွန်းသမီးလေးကB အမ္ဘပါဠိပြည်တစားလို့ဖြေဆိုထားပါတယ်စုချင်းငွေချက်သိန်း120တန်မေခွန်းရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာ